နာတွေအနေများတဲ့အထူးသဖြင့်ဂျပန်လူမျိုးတွေအနေများတဲ့အကမိုင်းလုံး area မှာဆန်စီရီ developer ကဆောက်လုပ်သွားမယ် HD10 အကမိုင်း project လေးကိုခေါ်သွားပေးပါမယ်ရှင်တက်ကတော့ location မှာပဲအကမိုင်းဆွိုင်း30နဲ့စနစ်ကြားမှာတည်ရှိပြီးတော့ drinking mall ကိုလည်း150မီတာနဲ့အလွယ်တကူသွားလို့ရမှာပဲဖြစ်ပါတယ်အကမိုင်း PDF နဲ့လည်းအနီးစပ်ဆုံးမှာတည်ရှိပြီးတော့3လော်အစုပ်ကိုလည်းအလွယ်တကူသွားလာလို့ရမှာပဲဖြစ်ပါတယ်ကော်ဖီဆိုင်လှလှလေးတွေဒီရှိနေပြီးတော့ညဘက်မှာချေးကျင်သူတွေအတွက်လည်းဘားတွေစားတောက်ဆိုင်တွေနဲ့စီကားတဲ့နေရာလေးပဲဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့ 4.6 million ဘက်ကနေစပြီးတော့ခန်းမျိုးစားလေးအနေနဲ့ကလည်း1 bedroom 2 bedroom 3 bedroom ဆိုပြီးတော့ရွေးချယ်ဝယ်လို့ရပါတယ်။ထူးခြားချက်အနေနဲ့ကတော့ ceiling height အမြင့်နဲ့ loft unit တွေကိုစိတ်ကြရွေးချယ်ဝယ်လို့ရပါတယ်ရှင်။ဒီခန်းမျိုးစားလေးအကုန်လုံးက fully furnished နဲ့ electrical အပိုင်းနဲ့အကုန်ပါဝင်ပြီးသားပဲဖြစ်ပါတယ်။
စီတန်ဧကမိုင်းကကိုယ့်ရဲ့ lifestyle ကိုအပြည့်အဝပုံဖော်ခြင်းသူတွေမြို့လယ်ကောင်မှာအဆင်ပြေပြေနေထိုင်ခြင်းသူတွေအတွက်အကောင်းဆုံးရွေးချယ်မှုပါပဲရှင်ဒီ project လေးရဆိုလို့ရှိရင်2029 quarter 2မှာဆောက်လုပ်ပြီးစီမှာဖြစ်ပါတယ်ဒါကြောင့်ဒီ project လေးကိုစိတ်ဝင်စားရဆိုလို့ရှိရင် DKK Property Thailand ကိုဆက်သွယ်လိုက်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်